မင်္ဂလာပါခင်ဗျာဒီကတော့ကျွန်တော်တချင်းလေးတစ်ပုဒ်ဆိုကြပါမယ်တချင်းလေးနာမည်ကတော့ချစ်စရာပန်းလို့အမည်ရပါတယ်ဒီကတော့ဆရာကြီးရွှေပြည်ပါတော့အရွာအမျိုးတွေညီကိုမောင်နှမတွေကိုတရိယာလို့ဒီတချင်းလေးကိုဆိုပြီးတော့သူတို့လည်းတရိယာတယ်ဂုဏ်ပြုသောအဖြစ်ဒီတချင်းလေးကိုကျွန်တော်ဆိုခြင်းဖြစ်ပါတယ်နားဆင်ပြပါခင်ဗျာကောင်းငင်အကယံတခုရွာပြန်မလို့ပဲတိမ်မဲတွေကညူငှက်ကေလူလူတန်ချူနှုတ်ကပြောတကူလေပြင်းပေါ်မှာဝေကပြင်းကျူပျော်ရှာပြီးရွှေပိန်ရေမြို့ရှာပြီးရွှေပိန်ရေမူခေါ်စင်းမလို့ပင်စပါပြူဝေနာမလို့ရွှင်အားတော်ပူမူသွန်ဖြူပေါ်ရွှေမူညူကောက်ဆိုင်တမလေးရီတန်ပြန်တူတီဆူထမိန်တူရူရွှေလူဆူအင်းကြီးအပူမူလေးဘူးကူနည်းနည်းလေးမတော်ရောင်ကမတွေးပါသည်တကူကောက်ဆိုင်သမားကလေးတွေတန်ပြန်တူတီဆူထမိန်တူရူရွှေလူဆူအင်းကြီးအပူမူရွှေလူလေးဘူးစုနည်းနည်းလေးမတော်ရောင်ကမတွေးပါသည်တကူချမ်းလူတုံအောင်မလုံပေါအေးပူညင်းလီကလေးကတစင်သွေးကကျူတလက်လက်နီရှာဂီတမင်းညူချေပြန်လာတူသေးသေးမင်းနေမစေပါရွှေမှုညူစရောပြီးကဆောင်တာခမောက်ကလေးဆောင်တာပန်းနာကိုဘီဟူဝမ်းသာရှာပြူလေတော့တလီကိုပျော်မွေ့နေသလိုငဖူးကလေးမှာချွေးပြစင်ယူတင်းငကူသွေးကစုအိမ်ကန်လာအိမ်ပြန်မကျူဆောင်းငလမ်းမမေးသလိုညီမထွေးအမောကြီးစီကိုကျွေးမွေးလို့ဝိရဆိုဒီကောင်းမြင်မှငချင်းကြောင့်လည်းယူချိန်တန်လာပြန်မကူချင်းမကြီးလို့အားကူတာဝင်းများထမ်းတဲ့လက်စပူအားကြစီရာကိုဝင်ခုကျေလို့နေတယ်လို့ချစ်စရာပန်းပင်ကျူလေပြင်းလေးကတေဝစီကိုတထောင်နာစရာတွားကဝင်းခုအသားရင်းဆူတင်းနူထွားတနာကမပြူတိန်နီလျက်တန်းလို့ပွင့်လာသလိုလူပန်းချေရီနင်းဒီစရလူဖြူနီဝါပြင်းစီဖြန်းပတ်တလူတသက်နေတကူသဘောကြတော့အလှမီပြူခနာချင်းကြည်ညူဘဝတွင်မီဟုတွေ့ရင်တာရင်ထားခြင်းပါဝိတကူစရောဝိတကောင်မှာခမောက်ကလေးဆောင်ရာပန်းနာကရူပြူဝမ်းသာရှာတဲ့ပြူလေတော့တလီဘူးပျော်မွေ့နေသလိုနဖူးကလေးမှာချွေးပြစင်ယူတဲ့ငကိုတွေးကဆိုချင်တယ်လာအိမ်ပြန်မကျူဆောင်းငလမ်းမမီးသလိုညီမထွေးအမောကြီးစီကို
ကျွေးမွေးလို့လူရဲ့ဆိုဒီကောင်းရင်မှငချင်းချမ်းနေမျိုးစီလာတဲ့ကရာဘင်းကိုမူချင်းကြီးမကြီးလို့အားကိုတာဝင်းများထန်လာလက်စပူအားကြရအခုကူဆင်းလူလင်းလူချစ်စရာပဲတူပြူကျေးဇူးများတင်ပါတယ်ခင်ဗျာ